မသေးခင်ဆော့ဘူးသွားတဲ့နဲ့ဘောလုံးအားကစားနည်းများနံပါတ်1လျှက်စစ်ဘောဘောလုံးကစားရင်းနဲ့အကြောတွေပါတစ်ခါတည်းပြေးခြင်းတယ်ဆိုရင်တော့အခုပြောမယ့်အားကစားလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအားကစားနည်းကတော့ဘောလုံးကစားရင်စိတ်မရှိဖြစ်လာရင်ကျင်ဆက်နဲ့ပါတိုးခွင့်ရမယ်ကစားနည်းပါကစားသမားတွေကိုကျင်ဆက်တယောက်တစ်ခုစီပေးထားပြီးတော့ဒီကျင်ဆက်နဲ့ကြိုက်တဲ့လောက်တိုးခွင့်ရှိပါတယ်စီမင်းတွေကတော့ဘောလုံးကစားနည်းလိုပဲတစ်ဖက်ဂိုးပေါက်တဲ့ကိုဂိုးအများဆုံးသွင်းနိုင်တဲ့အသင်းကအနိုင်ရရှိမှာဖြစ်ပါတယ်ခြေထောက်နဲ့ပဲကန်လက်နဲ့ပဲကန်ဂိုးဝင်ပြီးရောဆိုပြီးသတ်မှတ်ထားပါတယ်ဂိုးရင်ကိုမဂိုးရင်ထိုးမယ်ဆိုတဲ့သူတွေကတော့ဒီအားကစားနဲ့အန်ကိုက်ပဲဖြစ်ပါတယ်နံပါတ်2ဖူကော့ဆိုတာကတော့ဘောလုံးနဲ့ဂေါက်တီးအားကစားနှစ်ခုကိုရောရှက်ထားတဲ့အားကစားတစ်မျိုးပါဂေါက်တီးနေရာမှာဘောလုံးကိုအစားထိုးပြီးတော့ခြေထောက်နဲ့ကန်ကြရတာဖြစ်ပါတယ်ဂေါက်ကွင်းကြီးထဲမှာဘောလုံးကိုကျင်းပေါက်တဲ့ဝင်အောင်ကန်ရမှာဖြစ်ပြီးတော့အချက်ရဲ့အနည်းဆုံးကန်နိုင်တဲ့သူကအနိုင်ရရှိမှာဖြစ်ပါတယ်ဂေါက်နဲ့မတူတာကတော့တဦးချင်းရှင်ပြိုင်ရတာမဟုတ်ပဲနဲ့အသင်းလဲရှင်ပြိုင်ကြရတာပါဒီကစားနည်းကိုနယ်သာလန်နိုင်ငံကစတင်ခဲ့ပြီးတော့ဥရောပနဲ့အမေရိကတိုက်တွေမှာပဲကစားလေးရှိပါတယ်အခုဆိုရင်တကမ္ဘာလုံးဆိုင်ရာဖူကော့အဖွဲ့ချုပ်တောင်ရှိနေပြီးတော့ပြီးခဲ့တဲ့2018ခုနှစ်ကနေစတင်ပြီးဖူကော့ကမ္ဘာဖလားကိုကျင်းပခဲ့ပါတယ်ဘောလုံးမှလည်းအဖြစ်မရှိဘူးကောက်တန်လည်းဘယ်လိုကန်ရမလဲမသိဘူးဆိုရင်တော့ဒီအားကစားကလူချင်းမင်းတို့အတွက်ပဲဖြစ်ပါတယ်နံပါတ်3ကော့ဖ်ဘောဒီကစားနည်းကတော့ဘတ်စကတ်ဘောကစားနည်းကိုမှအနှင်းငယ်ပြုပြင်ထားတဲ့ကစားနည်းဖြစ်ပါတယ်အသင်းတစ်သင်းစီမှာလူ၈ယောက်စီကစားရပြီးတော့ဘတ်စကတ်ဘောကစားနည်းလိုပဲတိုင်းထိပ်ကချင်းနဲ့ပစ်ထည့်ရတာပါဒါပေမဲ့မတူတာကတော့ကြားနဲ့မနဲ့ရောပြီးတော့ဆော့ရတာဖြစ်ပါတယ်တသင်းမှာကြား၄ယောက်မ၄ယောက်စီပါဝင်ပြီးတော့ဂျန်နာမခွဲပဲကစားကြရပါတယ်ကစားသမားပုံများတာကြောင့်ကွင်းရလည်းပိုကျဲတယ်လို့ဂိုးတိုင်ကလည်းတာမန်ထက်ပိုပြီးနှိမ့်ပါတယ်ဒီအားကစားနည်းကိုလည်းနယ်သာလန်နိုင်ငံကပဲစတင်ခဲ့တာဖြစ်ပါတယ်ပေမမီထောင်းမမီနဲ့ဘတ်စကတ်ဘောလေးမှာကစားခြင်းနဲ့ဆိုရင်တော့နယ်သာလန်ဘတ်စကတ်ဘောလေးရှိပါတယ်နံပါတ်4တပြက်စီဘောဒီကစားနည်းကိုတော့ Harry Potter fan တွေကစပြီးတီထွင်ခဲ့တာပါHarry Potter တွေကလို့တပြက်စီးပြန်ကြီးစီးပြီးတော့ဘောလုံးလိုက်ဖမ်းရတဲ့တိုင်ပွဲတစ်ခုဖြစ်ပါတယ်။တသင်းကို9ယောက်စီကစားကြရပြီးတော့ coffee လို့ခေါ်တဲ့ဘောလုံးကြီးတစ်လုံးကိုသတ်မှတ်ထားတဲ့အဝိုင်းနဲ့ဝင်အောင်ပြည့်ရတာပါ။ဒီလိုဆော့ရမှာလဲခန္ဓာကိုယ်နဲ့တပြက်စီးတွေကထက်ကြမကွာကတ်နေရမှာဖြစ်ပါတယ်။ဒီကစားနည်းကိုတော့ Harry Potter fan တွေအများဆုံးကစားလေးရှိပြီးတော့ UK နဲ့ Aussie ဘက်တွေမှာအများဆုံးမြင်တွေ့နိုင်ပါတယ်။အပြင်လောကမှာတော့တပြက်စီးကမပြန်တတ်ဘူးဆိုပေမဲ့ Harry Potter fan တွေကတော့ကြွားကြတဲ့တပြက်စီးထည့်ထားရရင်ကိုအလိုလိုကျင်နေနေကြတာဖြစ်ပါတယ်နံပါတ်5မွေပါဂိမ်းဒီကစားနည်းကတော့အင်္ဂလန်နိုင်ငံယော်ရှိုင်းယာဒေသကတတုလုံသမားတွေစတင်ခဲ့တဲ့ယူရအားကစားနည်းတစ်မျိုးဖြစ်ပါတယ်ကစားနည်းကတော့မွေပါနှစ်ကောင်ကိုဘောင်းမီတွေထည့်ပြီးတော့အကြဆုံးထိန်းထားနိုင်တဲ့လူကအနိုင်ရရှိမှာမွေပါတွေကလည်းအရွယ်ရောက်ပြီးသားမွေပါတွေဖြစ်ပြီးတော့အတွင်းငံဝတ်ထားလို့လည်းမရပါဘူးဒီပြိုင်ပွဲကို Ram Mela ဆိုတဲ့သူကပို့ဆွဲထားပြီးတော့9နာရီနဲ့26မိနစ်ဆိုတဲ့ကြာချိန်နဲ့ကမ္ဘာ့စံချိန်တင်ထားခဲ့ပါတယ်ဒါပေမဲ့လူကြီးမင်းတို့သာဆိုရင်တော့မွေပါတောင်ကိုက်စရာပြောင်းနေမှာမို့လို့ကန်ကောင်းရင်စံချိန်မှာချိုးသွားနိုင်အဆုံးလေးကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်